တန်ထက်ပူကောင်းပြီးတော့အသုံးဝင်တဲ့တစ်သားတန်မိုးများတမ်းပြပါမြန်မာပရိသတ်ကြီးအိမ်နေဆောက်တဲ့နေရာမှာပဲဖြစ်ဖြစ်တစ်သားအချင်းချင်းဆက်တဲ့နေရာမှာပဲဖြစ်ဖြစ်တန်နဲ့လှုပ်တဲ့တန်မိုးတွေကိုအသုံးပြုကြတာမြင်မှုမှာပါဒါပေမဲ့အဲ့တန်နဲ့လှုပ်တဲ့တန်မိုးတွေထက်ပိုပြီးတော့ခိုင်ခန့်တဲ့အရာရှိနေပါသေးတယ်ဒါကတော့ဂျာမနီနိုင်ငံကထုတ်တဲ့ Lingolak လို့ခေါ်တဲ့ကမ္ဘာပထမဦးဆုံးပြစ်သွင်းလို့ရတဲ့တစ်သားတန်မိုးတွေရဲ့ထူးခြားချက်ပါပဲဒီတစ်သားမိုးတွေကကြတော့တာမန်တစ်သားနဲ့ပြုလုပ်ထားတာမဟုတ်ဘဲနဲ့အလွန်မာကျော်တဲ့ဥရောပ beach တစ်သားကိုအဆင့်မြင့်နည်းပညာနဲ့ဖိသိပ်ပြီးတော့ပုံမှန်မှာကျောင်းအောင်ပြုလုပ်ထားတာပါသူတို့ကိုလေအားသုံးတဲ့တနက်နဲ့အရှိန်ပြင်းပြင်းပြစ်သွင်းလိုက်တဲ့အခါထွက်လာတဲ့အပူချိန်ကြောင့်မလို့တန်မိုးမှာပါတဲ့လင်ဂနီလို့ခေါ်တဲ့တစ်သားဆေးတွေဟာရေးပြောပြီးပတ်ပတ်လေးကတစ်သားနဲ့တသားတည်းဖြစ်သွားစေတဲ့အခါမှာဂဟေစော်လိုက်တယ်လို့မျိုးလုံးဝတစ်ဆက်တည်းဖြစ်သွားစေပါတယ်ဒီတစ်သားတန်မိုးရဲ့အားသာချက်ကတော့တန်ကြီးတက်မှာကိုလုံးဝပူစီရမလို့တဲ့အပြင်တန်တယ်ဒီလိုမျိုးအပူစီးကူးမှုအားမရှိတဲ့အတွက်အိမ်ဆောက်လုပ်ရေးမှာအပူရန်ကိုပုံမူကာကွယ်ပေးနိုင်ပါတယ်ဒါအပြင်တစ်သားနဲ့တစ်သားချင်းတသားလေးကတ်သွားတာကြောင့်အချိန်ကြာလာလေပို့ပြီးတော့ခိုင်မြဲလာလေဖြစ်ပါတယ်နောက်ပိုင်းမှာပြန်ဖြတ်ဖို့လိုတဲ့အခါကျတော့လေလွယ်လွယ်ကူကူပြန်ဖြတ်လို့ရတဲ့အထိတစ်သားမိုးတွေကအသုံးဝင်ပါတယ်